အားလုံးမင်္ဂလာပါ Football Chapter ကနေကြိုဆိုပါဒီကျွန်တော်အတန်သွင်းနေတဲ့အချိန်မှာတော့ကမ္ဘာဖလားပွဲစဉ်တစ်ပွဲစဉ်အကုန်လုံးကပြီးသွားပြီဒီပွဲစဉ်တစ်ပြီးသွားတဲ့အချိန်မှာတင်းနေရဲ့တချို့အခြေအနေတွေရောသိရတယ်သူတို့အခြေစွမ်းဒီတည်ငြိမ်မှုရှိမရှိလဲအနည်းနဲ့အခြေအနေရောသိရတယ်ဆိုတော့ကဒီနေ့ပြောချင်တာကတဲ့ကမ္ဘာဖလားလုံးကဒီချန်ပီယံဖြစ်ခဲ့တဲ့အာဂျင်တီးနားဒီနှစ်ကောသူတို့ဘတ်တူဘတ်ချန်ပီယံဖြစ်နိုင်လားဆိုတာဆွေးနွေးပေးသွားမှာဗျ။ဒီချန်ပီယံစတဲ့အာဂျင်တီးနားကပြီးခဲ့တဲ့ကမ္ဘာဖလားသူတို့ပြီးခဲ့တဲ့မူမန်တန်ရလာပေါ့နိုင်ပွဲမူမန်တန်ကြီးကအခုထိကိုမကြသေးရအဲ့ဒီမူမန်တန်တော်တော်လေးကြောက်ဖို့ကောင်းဒီကူပါအမေရိကမှာသူတို့ချန်ပီယံဖြစ်ခဲ့တယ်နောက်ဒီကမ္ဘာဖလား qualification ပွဲစဉ်တွေမှာဆိုလဲပထမနေရာနဲ့သူတို့ခြေစစ်ပွဲကိုအောင်လာပေါ့ဒါကသူတို့ဒီဘတ်တူဘတ်ချန်ပီယံဖြစ်နိုင်တယ်ဆိုတာကိုပြနေတာဒီ2018ကမ္ဘာဖလားတော့ပြင်သစ်ချန်ပီယံဖြစ်သွားတဲ့နောက်ပိုင်းမှာပြင်သစ်နည်းနည်းမိုမန်တန်ကျသွားတယ်သူယူရို20မှာဟိုကဆွစ်ဇာလန်ကိုရှုံးသွားသေးတယ်နောက်တော့မှသူကမ္ဘာဖလားကျမှမိုမန်တန်ပြန်ရလာပြီးတော့ final တိတက်ခဲ့တာပေါ့2014ကမ္ဘာဖလားကဆိုလဲဒီဂျာမနီချန်ပီယံဖြစ်တော့ဆိုသူတို့ဒီယူရို16မှာသူတို့မုံမတန်ကြာသွားတယ်အဲ့ကလေးကပြီးတော့တောက်လျှောက်ကြာသွား2022ကမ္ဘာဖလားအထိပဲပေါ့အဲ့လိုမျိုးကြီးသူတို့ကြာသွားအာဂျင်တီးနားကြောက်အဲ့လိုမျိုးသူတို့မုံမတန်တက်ရင်တက်လာအဲ့မုံမတန်ကိုလည်းထိန်းထားနိုင်တယ်အခုထိလည်းထိန်းထားနိုင်တော့မယ်ဆိုတော့ပွဲစဉ်တစ်ပွဲစဉ်မှာဘာမှတော့မမဆရာပြောစရာမရှိဘူးဒီအထူးသဖြင့်တော့မက်ဆီပေါ့တကယ်ဖျားစု38လို့ပြောရမယ်တကယ်ပြေးထွက်သွားတာတွေကလူငယ်တယောက်အတိုင်းပဲတွတ်တုံးဖြတ်တုံးပဲအာဂျင်တီးနားဒီလူစင်းကြည့်ရရင်လည်းဘာမှသူပြောကြမရှိဘူးဒီကစောင်းကြည့်ရမယ့် player ကိုမိုကဟိုနီကိုပတ်စ်ပေါ့နီကိုပတ်စ်ဆိုတဲ့ကစားသမားဒီသူမက်ဆီ hat-trick ရပြီးတဲ့နောက်ပိုင်းမှာသူလူစားဝင်လာတယ်7မိနစ်လောက်ပဲဆော့လိုက်ရပါမယ်ခြေစွမ်းကတော့စိုးလို့ပြောလို့ရတယ်ဗျသူတို့ squad မှာတကယ်တော့အပြောင်းလဲတိတ်မလုပ်ထားအာဂျင်တီးနားဒီအမြဲတမ်းဒီလူစင်းဒီလူတွေကြီးပဲအမြဲတမ်းပါလာနေကြဆိုဘာမှထူးထူးပြောကြမှာမရှိဘူးဒါပေမဲ့ဒီလူတွေနဲ့လည်းသူတို့အလုပ်ဖြစ်နေရပဲပေါ့ဆိုတော့ဒီနောက်ထပ်ပွဲစဉ်တွေကိုပြောရရင်ဩစတြေးလျနဲ့ဂျော်ဒန်နဲ့ပေါ့နောက်ပွဲကတော့သူဩစတြေးလျနဲ့တွေ့ဘာမှထူးထူးပြောကြမှာမရှိဘူးသူအယ်ဂျီးရီးယားကိုကန်သွားတဲ့ပုံစံမျိုးဆိုရင်ဩစတြေးလျကတော့အယ်ဂျီးရီးယားထတော့သူဟိုဒုက္ခပို့ပေးနေတာဒါပေမဲ့အာဂျင်တီးနားအဲ့လောက်ထိရောနိုင်ဒီအနိုင်ယူနိုင်တဲ့ခြေစွမ်းမျိုးမရှိလာဘူးတရေကိုပဲခံလောက်တယ်တကယ်တရေကြသွားရင်ပဲထားပါဦးဒီအိုက်ပွဲတရေကြသွားရင်ပဲထားနောက်ပွဲကတော့ဂျော်ဒန်နောက်ဆုံးပွဲဂျော်ဒန်နဲ့မှာသူတို့ကိုပြတ်နိုင်မယ်လို့ထင်တယ်နောက်တစ်ဖက်မှာလည်းဩစတြေးလျနဲ့အယ်ဂျီးရီးယားပွဲပေါ့အဲ့မှာအယ်ဂျီးရီးယားလည်းဩစတြေးလျကိုဒုက္ခပေးအောင်မှာဆိုတော့သူတို့နှစ်သင်းပွဲရတယ်တရေကြတယ်တကယ်လို့ဩစတြေးလျနိုင်မယ်ပဲထားအောင်အာဂျင်တီးနားနဲ့အမှတ်တူဝါရပဲထားအုပ်စုပွဲပြီးသွားတဲ့အချိန်မှာ6ကွာချာချက်နဲ့အာဂျင်တီးနားအုပ်စုပွဲနဲ့တက်သွားနိုင်တယ်32တင်းအဆင့်မှာဒုတိယနေရာနဲ့တက်လာမယ့်အတင်းနဲ့တွေ့မယ်ဖြစ်နိုင်တာကစပိန်သို့မဟုတ်ဥရုဂွေးပေါ့မှန်တယ်ပြောရရင်ဒီစပိန်ကိုအထင်ကြီးခဲ့တဲ့ထဲမှာပါတယ်ကိတ်ပါဒီကိုဘလို့ပဲဖြစ်ဖြစ်နိုင်မယ်လို့တော့ထင်ခဲ့ရပဲဒါပေမဲ့တရေကြသွားပေါ့အဲ့ဒီဒီကိတ်ပါဒီရဲ့ကိုသမားရှယ်လာဆွမ်းပြသွားတယ်ပါတယ်ကျွန်တော်မထင်တော့ဒီကိတ်ပါဒီအသေးကြပေါ့သူဥရုဂွေးကိုလည်းနောက်ပွဲဒုက္ခပေးအောင်ပါပဲဆိုတော့အုပ်စုပိုဖြစ်ကြေးဆိုရင်စပိန်ကိုပိုရွေးချင်တယ်အဲ့တော့ဥရုဂွေးကဒီစပိန်နဲ့လည်းသူအမှတ်ရောနိုင်တယ်ဗျစပိန်ကတော့နိုင်သွားနိုင်တယ်နောက်ပွဲတေချာပေါ့စပိန်ကကျန်တဲ့နှစ်ပွဲကို PPCC ကစားလာအောင်တေချာအာယုံဆိုင်ပြီးတော့သူတကယ်အနိုင်အောင်မရရတဲ့နည်းနဲ့ကန်လာအောင်မှာဆိုတော့ဥရုဂွေးကပဲအုပ်စုဒုတိယနေရာနဲ့တက်လာနိုင်တယ်ဆိုတော့ဥရုဂွေးနဲ့ဆိုရင်တော့အာဂျင်တီးနားကိုသူအရင်ရှင်းနိုင်မယ်လို့မထင်အနေနဲ့ချင်းတော့သူဒုက္ခပေးမှာပေါ့ဒါပေမဲ့အာဂျင်တီးနားကပဲတက်သွားနိုင်တယ်နောက်16တင်းအဆင့်ရောက်ရင် group D နဲ့ G ရဲ့အုပ်စုဒုတိယနဲ့တက်လာတဲ့အတင်းနဲ့တွေ့မှာဆိုတော့ group D ရပဲဖြစ်ဖြစ် group G ရပဲဖြစ်ဖြစ်ဒီကနေရာနဲ့တက်လာမယ်အတင်းအောင်အာဂျင်တီးနားတော့အဲ့လောက်ထိတက်ခဲမယ်လို့မထင်ဘူးအမရှုံးထွက်အဆင့်ဆိုတော့နည်းနည်းတော့သတိထားတာပေါ့အဲ့ဖြစ်ဖြစ်အာဂျင်တီးနားပဲ quarter final ရောက်မယ်လို့ဆိုရင် quarter ကတော့တည်တဲ့အတိုင်းပဲဒီပေါ်တူဂီလို့ပဲထင်တယ်ပေါ်တူဂီကိုဘာလို့ထင်လဲဆိုတော့အခု
ဒီပွဲစဉ်တစ်အပြီးမှာသူတို့ကွန်ကိုတည်ကြပါအမှန်တမ်းပြောရင်တော့ကွန်ကိုတည်ကြမယ်လို့မထင်ဘူးဒါပေမဲ့စိတ်ကတော့နည်းနည်းထင်နေဘာလို့လဲဆိုတော့သူအရှိမကန်ထားတဲ့၄ပွဲကအကုန်အပေါ်တင်းနေအကုန်နိုင်သွားပြီဒီအာဂျင်တီးနားတို့နော်ဩစတြေးလျတို့လည်းနိုင်သွားသေးတယ်နောက်နော်ဝေးတို့ပြင်သစ်တို့လည်းနိုင်သွားသေးတယ်အဲ့အရှိပွဲအဲ့တော့ပေါ်တူဂီပွဲကိုနည်းနည်းစိတ်ထဲမှာနည်းနည်းထင်နေအောင်ဘာလို့အရှိမလဲဂျာမနီတို့ဘာလို့ဂိုးပြတ်နိုင်သွားပြီးတော့ဒီစပိန်နဲ့ပွဲကတည်ပြန်ဖြစ်သွားရဆိုတော့ပေါ်တူဂီကတော့အဲ့တော့ထင်ခဲ့တာအနည်းဆုံးတော့1-0လောက်တော့သူတို့နိုင်အောင်မှာပါဆိုပြီးတော့အဲ့လိုမျိုးထင်ခဲ့တာဆိုပေမဲ့တကယ်ကိုတည်ကြသွားဘာဖြစ်ဖြစ်ပါနောက်ပွဲကတော့ပေါ်တူဂီတေချာပေါက်နိုင်အောင်ကန်အောင်မယ်လို့ထင်တယ်ကိုလံဘီယာ3မှတ်ရတာဆိုမှနောက်ပွဲပေါ်တူဂီကိုလံဘီယာကိုမရရတဲ့နည်းနဲ့နိုင်အောင်ကန်လိုက်မယ်ကျွန်တော်အရှိဗီဒီယိုမှာပေါ်တူဂီဗီဒီယိုမှာပြောခဲ့တဲ့အတိုင်းပဲသူတို့အုပ်စုကိုရမှတာနည်းနည်းလေးခြောင်လိုက်မယ်ခြောင်နေဆိုတာလေဒီကွာတာရောက်ရင်တော့အာဂျင်တီးနားနဲ့တွေ့မယ်ဆိုကွာတာရောက်ရင်တော့မခြောင်တော့ဘူးပေါ့ကွာတာမရောက်ခင်ဒီတော့သူတို့ရှုံးထွက်မှာနည်းနည်းတော့တတ်တာအောင်တတ်တာနိုင်မှာဆိုတော့အုပ်စုကိုမရရတဲ့နည်းနဲ့ရအောင်ကန်လိုက်မယ်လို့ထင်တယ်အဲ့တော့ကွာတာမှာလည်းဒီအာဂျင်တီးနားနဲ့ပေါ်တူဂီတွေ့မယ်လို့ထင်တယ်လက်ရှိခြေစွမ်းအရာပြောရရင်ပေါ့အာဂျင်တီးနားကစားအရာတော့ပေါ်တူဂီကိုခေါင်းတစ်လုံးတာတယ်လို့ထင်တယ်ဒါပေမဲ့ဒီပေါ်တူဂီရဲ့ကွင်းလေကြီးကတော်တော်ကျန်းတဲ့ထဲမှာပါတယ်နော်အဲ့ဟိုဂျောင်နေဗက်စ်တို့ဗီဂျင်နီယာတို့ဘရူနိုတို့တကယ် PCC ကစားလာပြီးအာဂျင်တီးနားနည်းနည်းအခက်တွေ့နေတယ်ဆိုအဲ့နဲ့တင်းပွဲကကျွန်တော်ရှိဗီဒီယိုမှာပြောခဲ့တာပဲပနန်တီအဆုံးပြတ်တည်သွားနိုင်တယ်ပနန်တီကတော့ကိုလူကြီးလည်းတည်ရတဲ့အတိုင်းပဲအတွေ့အကြုံတွေပါစကားပြောသွားပြီဆိုတော့ထားပါဦးအာဂျင်တီးနားတက်သွားတယ်ပဲထားပေါ့ဒီဗီဒီယိုကအာဂျင်တီးနားဗီဒီယိုဆိုတော့အာဂျင်တီးနားတက်မှာပဲထားရှိဗီဒီယိုမှာပြောခဲ့သလိုပဲဒီပေါ်တူဂီရဲ့လမ်းကြောင်းတိုင်းသူတက်သွားမယ်အင်္ဂလန်ဖြစ်ဖြစ်ဘရာဇီးဖြစ်ဖြစ်မော်ရိုကိုဖြစ်ဖြစ်သူတွေ့မယ်လက်ရှိခြေသွမ်းရတော့အင်္ဂလန်ပဲဖြစ်နိုင်တယ်သူချေတခုလုံးပြနိုင်တော့အာဂျင်တီးနားနည်းနည်းတော့အခက်တော့တွေ့နိုင်တယ်ကျွန်တော်အရင်ဗီဒီယိုတော့ကတော့ဒီအင်္ဂလန်ရဲ့ပွဲရမှာကစားရသေးတော့သူ့ကိုနည်းနည်း short တော့ထားသေးအခု Croatia နဲ့ကန်ပြီးသွားပြီဆိုတော့အရင်တော့ short မတော့ရဲတော့ဘူးဒီ semi final မှာဆိုရင်လည်းအာဂျင်တီးနားတေချာပေါက်ခက်ခဲနိုင်တယ်သူတို့ဒါပြီးရင်ဒီအင်္ဂလန်ရဲ့လူငယ်အစုဖွဲ့ရဲ့အကောင်းဆုံးအချိန်ကိုရောက်နေဆိုတော့အာဂျင်တီးနားကိုလည်းသူတေချာပေါက်ဒုက္ခပေးလာနိုင်တယ်အဲ့တော့ဒီပွဲစဉ်ကမိနစ်90အတွင်းမှာအနိုင်ရှုံးပေါ်ဖို့ခက်ခဲတယ်ဒါပေမဲ့အချိန်ပိုမိနစ်30မှာတော့သူတို့အနိုင်ရှုံးပေါ်နိုင်တယ်ပေါ့ပနတီအဆုံးဖြတ်ပြီးသွားရင်တော့အာဂျင်တီးနားကပဲနိုင်သွားလောက်တယ် final ကတက်သွားခဲ့ရင်ပေါ့ final တက်ရင်တော့ပြင်သစ်တို့ဂျာမနီဒါမှမဟုတ်စပိန်ပေါ့အဲ့အသင်းတွေကတွေ့နိုင်ပြီရှိဆိုတော့အာဂျင်တီးနားသူ့ရဲ့ချန်ပီယံဖလားကိုကာကွယ်နိုင်မှာစောင့်ကြည့်ရမယ်ကာကွယ်နိုင်ဖို့အတွက်သူ့မှာလုံလောက်တဲ့အင်အားမျိုးရောရှိတယ်ဆိုတော့ဒါကတော့အာဂျင်တီးနားနဲ့ပတ်သက်ပြီးကျွန်တော်အမြင်ဖြစ်တယ်ညီကိုတို့ကဘယ်လိုမြင်လဲအာဂျင်တီးနားဘတ်တူဘတ်ချန်ပီယံဖြစ်နိုင်လားပေါ့ဆိုတော့မက်ဆီကလည်းသူက38နှစ်သာပြောတာနော်20ကျော်ထက်တော့တွက်လက်ဖြတ်လန့်နေတော့ပြောလို့မရဘူးဒီနှစ်လည်းသူတို့ရဲ့နှစ်ဖြစ်သွားနိုင်တယ်ဆိုတော့ဒီကိုတို့ကဘယ်လိုမြင်လဲကိုယ့်ရဲ့အမြင်ကွန်မန့်အောင်မှာခြာရေးပြီးသွားလို့ရတယ်အားလုံးကျေးဇူးတင်တယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်